ကုရှိရဲ့မင်းကကိုအနိုင်ရနေပြီလို့ထင်နေတာလားထိုစကားနဲ့အတူမြေကြီးတစ်ခုလုံးရုတ်တရက်တုန်ခါလာခဲ့တယ်နန်းတော်အောက်ခြေကနေရွှေရောင်လင်းတန်းကြီးတွေပောက်ကွဲထွက်လာခဲ့တယ်တခဏအတွင်းမှာပဲကောင်းကင်နဲ့မြေကြီးကိုဖုံးလွှမ်းထားတဲ့ရှေးဟောင်းစီရင်ကြီးပေါ်ထွက်လာခဲ့တယ်ကုရှိရဲ့မျက်နှာပထမဆုံးအကြိမ်ပြောင်းလဲသွားခဲ့တယ်ဒါမဖြစ်နိုင်ဘူးနတ်မျိုးနွယ်ရဲ့မျိုးနွယ်ကာကွယ်ရေးမဟာစီရင်မူဝန်ကအေးဆေးစွာပြန်ပြောလိုက်တယ်ဟုတ်တယ်ဒီစီရင်ကိုအသက်သွင်းနိုင်တာအတန်ရှင်းဆုံးသွေးမျိုးဆက်ပဲငါမွေနန်းတော်ထဲမှာဒီလောက်ကြာနေခဲ့တာဒီနေ့ကိုစောင့်နေတာမဟာစီရင်ကြီးစတင်လှုပ်ရှားလာခဲ့တယ်ရွှေရောင်လင်းနှန်းတွေကကုရှိရဲ့ကိုတစ်ထပ်ပြီးတစ်ထပ်ချုံနှောင်လာခဲ့တယ်သူ့ရဲ့နတ်ဆိုးဆွမ်းအားတွေတဖြည်းဖြည်းပျောက်ကွယ်လာခဲ့တယ်နောက်ဆုံးမှာတော့နှစ်ပေါင်း1500ကြာဖုံးကွယ်ထားတဲ့လက်စားချေမှုကြီးဟာအဆုံးသတ်သွားခဲ့တယ်ပုတ်တင်ညိုဘရင်ကုရှိရဲ့နောက်ဆုံးတော့ကြာရှုံးသွားခဲ့တယ်အဲ့ဒီနောက်နတ်မျိုးနွယ်ဝင်အားလုံးရဲ့ထောက်ခံမှုနဲ့မူဝန်ဟာငွေဘရင်အစ်စ်ဖြစ်လာခဲ့တယ်အချိန်တွေဆက်လက်ကုန်ဆုံးသွားခဲ့တယ်900ကြာမြင့်ပြီးနောက်မူဝန်ရဲ့ကျင့်ကြံမှုကလည်းပြည့်စုံခြင်းအဆင့်ကိုရောက်ရှိလာခဲ့တယ်သူမကောင်းကင်ကိုမောကြည့်လိုက်တယ်သူမသိထားတယ်ပုတ်တင်ညိုဘရင်ကိုအနိုင်ယူခဲ့တာကဇလန်းရဲ့အဆုံးသတ်မဟုတ်သေးဘူးအဲ့ဒါကသူမရဲ့ဒဏ္ဍာရီအစ်စ်စတင်မဲ့အစပဲဖြစ်တယ်အမှန်တကယ်စမ်းသပ်မှုကြီးကအခုမှစတင်တော့မှဖြစ်သည်